ထူးခြားမယ်ဒီမှာဒီဘက်မှာအမွေးမပါဘူးဒီမှာအမွေးပါတယ်စာထူးခြားမယ်ထိုင်ခုံအဖုံးထူးမယ်ထိုင်ခုံအဖုံးထူးမယ်နော်ဒီခြေကအကြီးဆိုတော့လေခြေကအကြီးဆိုတော့ဒီမှာ1/9ကိုသုံးတယ်အဲ့ဒါပြီးရင်1/9ပြီးတော့ 5.25 mm သုံးတယ်ဒီခြေကြီးတဲ့ဟာကြတော့ဒီဟာသုံးလိုက်တယ်ပိုကောင်းတယ် holiday မှာလေအလုပ်ပိတ်ရက်မှာလေဒီလိုဆူလေးနဲ့ထိုးတာဒီအမွေးပါတဲ့ဟာကောင်းတယ်ဒီမှာအရန်အေးတဲ့နေရာဆိုတော့လေရေခဲအမတ်ဘလောက်အဲ့လိုရေခဲကျတဲ့နေရာဆိုတော့လေပြောချင်တာရာသီဥတုအရန်အေးတဲ့နေရာဆိုတော့ဒီမှာအမွေးပါတဲ့ဟာနဲ့ကောင်းတယ်ထူးမယ်ဒီနေ့ပဲထိုးတာအဲ့ဒါဒီလောက်ရသွားပြီခဏလေးနိုင်ဝက်လောက်ဆိုအများကြီးရတယ်ရောမနက်ဖြန်ဆုံးပြီးမလားမသိဘူးပြီးတဲ့ချိန်မှာပြန်ပြမယ်နော်အခုကအမီးပေါ့ကိုလုံးပြီးတဲ့ချီကိုထိုးပြမယ်ဆိုရင်ဝီဒီယိုကတအားရှည်ပါလေပုံပြီးတဲ့အချိန်တော့မထိုးပြနိုင်ဘူးနော်ဗီဒီယို editing လည်းမလုပ်တတ်ဘူးဆိုတော့လေကိုပြင်မှာထိုင်ခုံအဖုံးလေးတွေအပြင်မှာဝင်လေအများကြီးရှိပါတယ်ဒါပေမဲ့ကိုတိုင်ကထိုးချင်တယ်ဆိုမှတော့ချင်းကုန်ခံပြီးတော့ထိုးရတာဟုတ်ကွယ်ဒီဟာတဲ့ကိုတခါလုပ်ပြီးဆိုတော့အချင်းကုန်မှန်းကိုမသိတော့အဲ့ဒါတခါရဲချင်းကုန်အရန်ညံတယ်နော်ဒီမှာပြေးတော့မယ်ဒီလောက်တောင်ရောက်ပြီကုန်တော့မထိုးပြဘူးနော်အချိန်အရန်ကုန်ချိန်အရန်ရှေ့မှာဆိုလို့ပြီးတဲ့ချိန်မှာပြန်ပြမယ်ပြီးတဲ့ချိန်မှာပြန်ပြမယ်ဒီမှာအမွေးလေးနဲ့